ရဲ့လေးလံလာပါတယ်ဆိုတဲ့ကုပါတုံးတွေကိုတော့အသာစီပြန်ပြစ်ပြနေရဲ့ပြင်သူ့ထက်လုံးဝမြန်တဲ့အချိန်နဲ့တက်ခိုက်နေရကြောင်းမယုံနိုင်လောက်အီရှိကီယိုကအသာစီရနေတဲ့ငယ်ရွယ်ဂျူစုကဘာလဲဆိုတာစာစကဲနဲ့စဉ်းစားမရဖြစ်သွားခဲ့ပါတယ်အနာတက်ချင်တဲ့အီရှိကီယာမြောက်ခွက်ကိုအားရပါရအထိုးခံလိုက်ရပြီးရှယ်ရင်းငင်းနဲ့တောင်မနဲ့လိုက်ကြည့်ရတဲ့တုတ်ချောင်းတွေကိုငယ်ရွယ်ကလက်နဲ့အသာစီဖမ်းပြနေရဖြစ်ပါတယ်အီရှိကီယာဒီလောက်ကြီးမားတဲ့အစွမ်းကိုငယ်ရွယ်တို့ဘယ်ကရလာမှန်းမသိတဲ့အတွက်ထောက်ပလာခဲ့ပြီးလူသားစနိမ့်သတော်ဝါတွေလုံးဝမရှင်းနိုင်ပါဘူးဆိုတဲ့အိုဆူဆူကီမျိုးနဲ့ဝင်တရက်ကိုတဲအိတ်ထိုးသလိုစိတ်ကြိုက်တမနေရဲ့ပြီးသူ့ကိုကြတစ်ချက်မှပြန်ထိခိုက်အောင်လုပ်လို့မရသေးရကြောင်းအီရှိကီနဲ့တဖြည်းဖြည်းနဲ့ဆဲခိုက်လာခဲ့ပြီးဖြစ်ပါတယ်ငယ်ရွယ်တို့ကတော့လက်ဖျားပါဆိုတဲ့ကောင်ကိုလုံးဝနားကျင်မပေးပဲပဲပဲနဲ့တစ်ချက်ချင်းအကြိုက်တစ်ထည့်ပေးနေပြီးသူ့ရဲ့ signature racing gun ကိုလည်းတစ်ခေါက်လောက်စားခိုင်းလိုက်ပါတယ်ချီကီကတော့လက်ရှိအချိန်မှာပြင်းရင်မပြင်းရင်ခွေးဆိုတဲ့အနေအထားရောက်တော့မှဖြစ်ပေမဲ့You